ဇင်မာဟာသူမတတိုးသားလောင်းကိုစမ်းတက်ဖို့3နှစ်လုံးမတန်ဆွမ်းဖြစ်တယ်လို့ဟန်ဆောင်နေခဲ့ပြီးမိသားစုကတော့ရွာဘက်ကိုပြောင်းရွှေ့နေခဲ့ကြတယ်လက်ထက်တဲ့နေ့မှာတော့သူမရဲ့အမှန်တရားကိုဖော်ပြဖို့ပြင်ဆင်ထားခဲ့ကြတာပါသူမတတိုးသားဟာဒီစမ်းတက်မှုကိုကျော်လွှားနိုင်မယ်လို့ယုံကြည်ခဲ့ကြတယ်သူမဖခင်ကလည်းသူဟာကမ္ဘာပေါ်မှာအချမ်းသာဆုံးလူဖြစ်ကြောင်းကြေညာမယ်လို့ပြောခဲ့တယ်သူမပျော်ရွှင်စွာသူ့ကိုရှာဖို့သွားခဲ့ပေမဲ့သူနဲ့သူမရဲ့တငယ်ချင်းတို့အရင်ကတည်းကပင်ဖောက်ပြန်နေကြတယ်ဆိုတာသူမသိရှိလိုက်ရတယ်ဒေါသထွက်ပေမဲ့သူမဟာမျိုးတိတ်ထားခဲ့တယ်ထို့နောက်ဖခင်ကိုအမှန်တရားပြောပြလိုက်တယ်ဖခင်ကချက်ချင်းမင်္ဂလာပွဲဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်ပေမဲ့သူမကတားလိုက်တယ်မနှက်ဖြန်မင်္ဂလာပွဲနေ့မှာသူတို့ကိုအကြီးကျယ်ပြန်ပေးဆက်ရမယ်လို့ပြောခဲ့တယ်ဖခင်နဲ့ဖုန်းပြောပြီးနောက်တခိုးတယောက်ကသူမအိတ်ကိုလူယူသွားခဲ့တယ်အိတ်ကိုလင်းမြန်စွာလူယူသွားခဲ့လို့ကြောက်လန့်ပြီးအကူအညီအော်ဟစ်တောင်းခံခဲ့တယ်ကံကောင်းစွာနဲ့လူတယောက်လာကူညီပေးခဲ့တယ်သူကတခိုးကိုဖမ်းဆီးပေးပြီးအိတ်ကိုပြန်လည်ပေးအပ်ခဲ့တယ်သူမရဲ့တို့သားအပေါ်ပြန်လည်တုတ်ပြန်ခြင်းနဲ့ဆိုတာသိလိုက်တော့သူနဲ့လက်ထပ်ဖို့ကမ်းလှမ်းခဲ့တယ်မကြာမီမင်္ဂလာပွဲနေ့ရောက်လာခဲ့တယ်လူအများရှိမှသူမကတို့သားကိုဆွန့်လွတ်မယ်လို့ကြေညာလိုက်တဲ့အခါလူအားလုံးအံ့အားသွားကြတယ်တို့သားရဲ့မိခင်ကဒေါသထွက်ပြီးသူမသူကိုဆွန့်လွတ်ပိုင်ခွင့်မရှိဘူးလို့ပြောဆိုခဲ့တယ်သူမကသူ့ရဲ့လှည့်စားမှုကိုပြောဖို့လုပ်နေချိန်မှာသူကအရင်ဆုံးတို့သမီးဟာသူမမဟုတ်ပဲသူမရဲ့တငယ်ချင်းဖြစ်တယ်လို့ကြေညာလိုက်တယ်လူအားလုံးအံ့အားသွားကြပြန်တယ်တငယ်ချင်းကမာနထောင်လွှားစွာထွက်လာပြီးသူတို့ရဲ့ဆက်ဆံရေးကိုလူရှိမှပြောကြားခဲ့တယ်သူမကိုလူရှိမှအဆက်ခွဲပြီးဒေါ်လာ3သိန်းပေးပြီးချက်ချင်းထွက်သွားဖို့တောင်ပြောခဲ့တယ်ဒါပေမဲ့သူမကတို့သမီးနေရာကိုလိုချင်ရင်သူမကိုလူအများရှိမှဒူးထောက်တောင်းပန်ရမယ်လို့ပြောခဲ့တယ်ဒါကိုမြင်တော့တို့သားကချက်ချင်းစာချုပ်တစ်စောင်ပေးပြီးလက်မှတ်ထိုးဖို့ပြောခဲ့တယ်သူမကစာချုပ်ကိုဖျက်ဆီးပြီးသူ့မျက်နှာပေါ်ပစ်ချလိုက်တယ်သူ့ကိုကျမပဲဆွတ်လွတ်တာဖြစ်တယ်လို့ကြေညာလိုက်တယ်ပြီးတော့တို့သားအစ်စ်မကြမီရောက်လာမယ်လို့လည်းပြောခဲ့တယ်ထိုအခါသူမကိုအိမ်မက်မက်နေတာလားလို့လောင်ပြောင်ခဲ့ပြီးမတန်ဆွမ်းမိမတယောက်ကိုဘယ်သူမှလက်ထပ်မယ်မထင်ဘူးလို့ပြောခဲ့တယ်သူမထွက်မသွားတာမြင်တော့တငယ်ချင်းကလူတွေကိုခေါ်ပြီးသူမကိုမောင်းထုတ်ဖို့ကြိုးစားခဲ့ကြတယ်စက်သိန်းခန်ဒီမှာမင်းသားထွက်ပေါ်လာခဲ့တယ်သူဟာအလွန်ချမ်းသာသူဖြစ်နေခဲ့ပြီးဒေါ်လာ10 မီလီယံတန်မင်္ဂလာလက်ဆောင်နဲ့လာရောက်ကသူတို့ဖောက်ပြန်နေတဲ့ဗီဒီယိုကိုလည်းပြသခဲ့ပါတော့တယ်